ကျွန်တော်တို့အားလုံးဖျားရှင်ကောင်းမြတ်တယ်ကျွန်တော်တို့အားလုံးကိုတပတ်လုံးလုံးထိမ့်သိမ်းဆောင်ရှောက်ပြီးတော့ဒီနေ့အခင်ခရစ်တော်ရှင်ပြန်ထမ်းမြောက်တဲ့နေ့မှာဝတ်ပြုကိုယ်ွယ်နိုင်ဖို့သူ့ရဲ့ခြေတော်ရင်းကိုချင့်ကန်နိုင်ဖို့အခွင့်အရေးပေးတယ်မှစားတယ်ထိုဘုရားသခင်နာမတော်ကိုဥစွာချီးမွမ်းပါတယ်ကျွန်တော်တို့ဒီချိန်မှာကဒီနေ့ကျွန်တော်တို့ ਨੇ အတူဘုရားလာမရှိခိုးနိုင်တဲ့လူတွေရှိပါတယ်တချို့เนาะသူတို့တွေအတွက်လည်းကျွန်တော်ဆူတောင်းပေးရအောင်ကျွန်တော်တို့သင်တော်မှာအစမပြေကြသေးတဲ့လူတွေတချို့လည်းရှိပါတယ်သူတို့တွေအတွက်လည်းဆူတောင်းရအောင်ပြီးတော့မှကျွန်တော်တို့ဒီကျေးတော်ချီးမွမ်းစရာအများကြီးရှိတယ်ကျွန်တော်လွန်ခဲ့တဲ့ပတ်မှာပဲကျွန်တော်တို့ရဲ့ဒီ Hope Center ကမိဘမဲ့ကေဟာကျွန်တော်တို့အင်အားဆောင်လည်းပြီးသွားပြီဆိုတော့အခုကျန်တာကတော့ကျွန်တော်တို့ House of Hope မှာတဆောင်ရှိသေးတယ်ပေါ့နော်၃ထပ်ဆောင်အဲ့ဒါလေးကတော့အကျန်းအချောတော်ပြည်တယ်ဒါပေမဲ့စေးတုပ်ဖို့သူတို့ကအစိုးရကခွင့်မပေးသေးဘူးဆိုတော့စိတ်မတုပ်သေးဘူးကျွန်တော်ပိုက်ဆံမရှိတာတိတ်မဟုတ်ဘူးခွင့်မပြုတာဆိုတော့ကျွန်တော်တို့အတွင်းမှာပလင်းပေါက်လေးတွေလိုတယ်ပေါ့နော်ပလင်းပေါက်တွေပြီးတော့ဟိုအိမ်သားနဲ့ပတ်သက်တဲ့ဟာတွေအဲ့ဒါတွေလိုတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့မေလအတွင်းမှာကျွန်တော်အဆုံးသတ်နိုင်ဖို့အဲ့ဒါလည်းဆက်စုတောင်းရအောင်လေဆိုတော့2026မှာကျွန်တော်တို့ Hope Center ဆိုလို့ရှိရင်မိဘမိတ်ကေဟာဆိုတော့ကျွန်တော်အဆောက်အဦဟာ6လုံးရှိသွားပြီ6လုံးလောက်နဲ့ဆိုတော့ခဏလေးကျွန်တော်တို့နားအောင်မယ်ကျွန်တော် house လည်းကျွန်တော်တို့အခုက2ထပ်ရ3ထပ်ရဆိုတော့စုပေါင်း5ထပ်ရှိသွားပြီဆိုတော့5ထပ်မှာတော့ခဏနားအောင်မယ်နော်ဆိုတော့ဘုရားသခင်ကကျွန်တော်တို့ဘယ်လိုလမ်းပြလာမယ်လဲဆိုတော့ကျွန်တော်ကြည့်မယ်ပြီးတော့ဗေဒနိမြန်မာအနေနဲ့လည်းအသင်းတော်အနေနဲ့လည်းဝမ်းမြောက်စရာအများကြီးရှိတယ်ကျွန်တော်တို့ကူတလုံးဒီရလည်းသူတို့ gospel team တွေထွက်ကြတယ်လူငယ်တွေပြီးတော့မှကျွန်တော်တို့ကူတလုံးကတော့ summer camp လုပ်တယ်ပေါ့နွေရာသီတကြံမှာလည်းသူတို့ camp လုပ်တယ်ကူတလုံးပြီးတော့မှမွန်ထောင်းကသူတို့ camp တွေ gospel team တွေထွက်ကြတယ်မကြသေးတဲ့အချိန်မှာအနာဂတ်မှာဒီနှစ်အတွင်းမှာလည်းပဲကျွန်တော်တို့ဘလဝခရံဖက်မှာလည်းသူတို့ camp တွေလုပ်ကြဖို့အစီအစဉ်တွေအများကြီးရှိတယ်ဆိုတော့2026ကတော့ကျွန်တော်တို့အသင်းတော်ဟာ9နှစ်အတွင်းမှာကျွန်တော်တို့ခေါင်းဆောင်မှုတွေကျွန်တော်တို့အတွင်းမှာခံလုံဖို့ကျွန်တော်တို့စူးစမ်းလာပြီးတော့6နှစ်မြောက်လာတော့ကျွန်တော်တို့သာသနာချဲ့တော်မယ်ဆိုတော့လမ်းစဉ်အတိုင်းပဲဘုရားသခင်မဆပြီးတော့အခုအသင်းတော်တွေကအသင်းတော်တစ်ခုချင်းစီတိုင်းကသူတို့ဘာသာသူတို့ fund raise လုပ်ပြီးတော့နော်အသင်းတော်ကြီးကနေဘာမှမကူဘူးဌာနချုပ်နဲ့ဘာမှမကူဘဲနဲ့သူတို့ဘာသာသူတို့နဲ့အခု camp တွေလောက်ကြတာတွေ့တဲ့အခါမှာကျွန်တော်ဘုရားသခင်ကတကယ်ပဲကျွန်တော်ဆူတောင်းတဲ့ဟာတွေနားညောင်းပြီးတော့9နှစ်အတွင်းကျွန်တော်တို့အတွင်းလူတွေပြင်ဆင်ဖို့အခွင့်နဲ့6နှစ်မြောက်မှာကျွန်တော်တို့တဲတော်ကိုချက်ရတဲ့အခွင့်ကိုကျွန်တော်တို့ပေးတယ်ဆိုတော့ကျွန်တော်တွေ့တဲ့အခါအလွန်ပဲဝမ်းသာတဲ့အကြောင်းဘုရားရှိလူရှိမှပြောချင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဆူတောင်းချင်တယ်ခဏလေးဆူတောင်းရအောင်အဖဘုရားသခင်ကျွန်တော်တို့ကိုအလွန်ချစ်တဲ့အတွက်ယေရှုတင်တယ်ကျွန်တော်တို့အတွက်ကြီးမားတဲ့ပို၍အမွေမြတ်တဲ့အကြံစီတွေယေရှုတော်တွေရှိသေးတဲ့အတွက်လည်းယေရှုတင်တယ်ဗေဒနိမြန်မာအသင်းတော်တစ်ခုလုံးကိုတရိယာအောက်မေ့ပြီးတော့မှကျွန်တော်တို့ဘုရားရဲ့တဲတော်ကိုတိုးချဲ့တဲ့အခွင့်ကို2026နဲ့စပြီးတော့တကယ်လက်တွေ့ပေးတဲ့အတွက်အခွင့်ပေးတဲ့အတွက်မဆတဲ့အတွက်အထူးယေရှုတင်တဲ့အဖဘုရားသခင်အသင်းတော်တွေအားလုံးဆက်လက်ကြီးထွားဖို့ဆက်လက်တန်ရှင်းဖို့ဆက်လက်ပြီးတော့ယုံကြည်ခြင်း၌ကျွန်တော်တို့ခံခန်းကြဖို့မဆာကောင်းချီးပေးပါကျွန်တော်တို့အသင်းတော်တွင်မှာရှိနေကြကုန်တဲ့မိဘဆွေမျိုးတွေအားလုံးအတွက်လည်းတရားဆုတောင်းပေးတယ်နာမကျန်းတဲ့လူတွေနာကျမ်းမာလာဖို့အားမရှိသေးတဲ့လူတွေအားရှိလာဖို့အထူးသဖြင့်အဖဘုရားသခင်အမှောင်ထုကနေလွှမ်းမိုးနေတဲ့အမှုရာနဲ့အားလုံးလွတ်မြောက်ပြီးတော့အလင်းရသားသမီးတွေပြီးကျွန်တော်တို့အလင်းထမ်းတဲ့လျှောက်လန်းနိုင်ကြဖို့ကျွန်တော်တို့ကိုမဆာရကောင်းချီးပေးပါကျွန်တော်တို့ရဲ့နာကတစ်ခုလုံးကျွန်တော်တို့သွားရမယ်လမ်းစဉ်တစ်ခုလုံးကျွန်တော်တို့ရဲ့လက်တွေကိုစုပ်ကိုင်ကြစိတ်ရှိစွာနဲ့ကျွန်တော်တို့ကိုလမ်းပြရသွင်းတော်မူပါအချိန်တိုင်းအားလုံးအတွက်ယေရှုတင်တယ်နှုတ်ကပတ်တော်နားလည်နိုင်ဖို့ဉာဏ်မျက်စိကိုဖွင့်ပေးတော်မူပါသခင်ခရစ်တော်မြတ်သောနာမနဲ့ဆုတောင်းပါ၏အာမင်ကဲဒီနေ့တော့ကျွန်တော်တို့ကောလောသဲခန်းချစ်1ကျွန်တော်သွားရအောင်နော်ကောလောသဲခန်းချစ်1ခေါင်းစဉ်ကတော့ခေါင်းစဉ်က
တခုလုံးပဲအငယ်73အခန်းကြီး1ငယ်73ကိုလောသဲအခန်းကြီး1ငယ်73မောင်မိုက်တကိုးမှလည်းငါတို့ကိုရွေးနှုတ်၍နော်နှုတ်၍ချစ်တော်မူသောသားတော်ဤနိုင်ငံတော်ထဲသို့သွင်းတော်မူ၏ဆိုတာလေပထမပိုင်းကတော့မောင်မိုက်တကိုးမှလည်းငါတို့ကိုနှုတ်၍ဆိုတာစဉ်းစားဒုတိယမှာချစ်တော်မူသောသားတော်ရဲ့နိုင်ငံတော်ထဲသို့သွင်းတော်မူ၏ဆိုတာလေစဉ်းစားပဲဒါပါပဲဒီမနေ့ကကျွန်တော်ထင်မစားခင်လောက်ရမှာဒီတစ်ချက်ပဲရှိတယ်ကဲမောင်မိုက်တကိုးမှလည်းကျွန်တော်တို့ကိုနှုတ်၍ငါတို့ကိုနှုတ်၍ဆိုတဲ့ဟာကဒီစကလုံးလေးကိုကျွန်တော်ကြည့်တာနှုတ်၍ဆိုတဲ့စကလုံးလေးအဲ့ဒီစကလုံးကရှာကြည့်ယူတဲ့ကအရန်တရိထားတယ်ဘာသာပြန်တာအရန်တရိထားတယ်ဒီဟာကကျွန်တော်တို့တမန်ကျမ်းစာထဲမှာ19ချိန်တွေ့ရတယ်ဒီစကလုံးက19ချိန်လုံးမှဒီစကလုံးကဘာနဲ့ပတ်သက်တယ်လဲဆိုလို့ရှိရင်တော့အပြစ်ထဲကနေရွေးနှုတ်တာမျိုးကဲတင်တာမျိုးမဟုတ်အသက်အန္တရာယ်ထဲကနေရွေးနှုတ်တာဟာအသက်အန္တရာယ်ထဲကနေရွေးနှုတ်တဲ့နေရာမှာ19ချိန်သုံးတယ်ဂရိလိုတော့ရိုမိုင်ယာလို့ခေါ်တယ်ရိုမိုင်ယာဘုဟုတုတအတွက်ပေါ့အချမ်းပုတိရှိအောင်တိတ်တော်ရေးမကြည့်ဘူး19ချိန်ကဲရိုမိုင်ယာပထမသူသုံးတဲ့နေရာကရှမာတဲ့အခန်းကြီး6ထဲမှာသခင်ကကျွန်တော်တို့ဆူတောင်းတာသင်ပေးတဲ့ထဲမှာသူသုံးတယ်တစ်ချက်လိုက်ကြည့်ပါဦးအခန်းကြီး6ထဲမှာရှမာတဲ့အခန်းကြီး6သခင်ကကျွန်တော်တို့ဆူတောင်းတာသူသင်ပေးတဲ့အကျမ်းပိုက်လေးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအဲ့ဒီမှာတွေ့ရတယ်အခန်းကြီး6အငယ်73မှာအပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တော်မူပါအဲ့ဒီကယ်နှုတ်တော်မှာဆိုတဲ့စကားကရိုမိုင်ယာဘယ်အနေကယ်လာလဲအပြစ်ကနေလားမဟုတ်အပြစ်ရဲ့တကူတွေကနေလားမဟုတ်အပြစ်ရဲ့ကွန်းဆက်တွေငရဲပြည်ကနေလားမဟုတ်မကောင်းသောအမှုရာမှကျွန်တော်သခင်ခရစ်တော်ကသူမွေးဖွားတဲ့ခါမှာသူ့နာမည်ကိုယေရှုလို့မှဲ့ရမယ်တဲ့โอเคဘာဖြစ်လို့လဲဆိုလို့ရှိရင်အခန်းကြီး1ငယ်21မှာတော့အရှင်မသက်မှာတော့ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်လီအဲ့ဒီစကလုံးကဆိုဆိုလို့ခေါ်တယ်ကယ်ချွတ်တာအပြစ်ကနေကယ်တာဒီစကလုံးကလေအပြစ်ကနေကယ်တာမဟုတ်ဘူးဒီဟာကအသက်အန္တရာယ်ကနေကယ်တာအရှင်ဘောလူကရန်တဘောကြတော့ခဏခဏသုံးတယ်ဘာဖြစ်လို့လဲဆိုတော့သူကခဏခဏဒုက္ခရောက်တယ်ဝါခဏခဏဒုက္ခရောက်တယ်ခဏခဏအခက်ခဲရောက်တယ်ခဏခဏနှိမ့်ဆက်ခြင်းတွေညှဉ်းပန်းခြင်းတွေကြုံတဲ့အခါမှာဘုရားသခင်ကသူ့ကိုကယ်နှုတ်နေတယ်ဆိုသူသိတယ်ဒီစကလုံးကဘယ်မှာသုံးလဲဆိုတော့ဥမာကျွန်တော်တို့ရေဒီရှမ်းနဲ့မြည်ဒီအလောင်းနဲ့နာဂစ်မုန်တိုင်းတွေထားပြီးတော့ကျွန်တော်ဒုက္ခရောက်တဲ့အချိန်မှာလူတွေကနေလာကြတဲ့ဟာ rescue လာလုပ်တဲ့ဟာအသက်အန္တရာယ်နဲ့လာကြတဲ့ဟာအဲ့ဒါမျိုးကိုပြောတာကျမ်းပိုက်တော်များထဲမှာမကောင်းတဲ့လူတွေရဲ့လက်ထဲကနေကျွန်တော်ကိုကယ်သွားတာအသက်အန္တရာယ်ကနေကျွန်တော်ကိုကယ်သွားတာအသက်အန္တရာယ်ပေးနိုင်တဲ့ဒုက္ခဆင်းရဲမျိုးကနေကယ်သွားတဲ့ဟာမျိုးကိုခဏရှင်ဘောလူကသုံးတယ်ကဲအခုကျွန်တော်ရှင်မသက်ထဲမှာကျွန်တော်ကြည့်ရတယ်လို့ဆိုလို့ရှင်မသက်ထဲမှာတော့တခင်ကကျွန်တော်တို့ဆူတောင်းတာတင်ပေးတဲ့အခါမှာမကောင်းသောအမှုရာမှလည်းကယ်နှုတ်ပါလို့ပြောတဲ့အခါမှာအဲ့ဒီမကောင်းသောစာတန်ရဲ့လက်ထက်ကနေငါ့ကိုကယ်မပါလို့ပြောတာအခုအဲ့ဒီဆူတောင်းချက်ကကိုလိုတဲ့အခန်းကြီး1အငယ်73ထဲမှာပြည်သွားပြီမောင်မိုက်တကိုးမှလည်းငါတို့ကိုနှုတ်၍ကျွန်တော်တို့
ခရစ်ဝင်ကျမ်းကိုကြည့်ရင်မောင်မိုက်တကောကအရာအလုပ်လုပ်တယ်တခင်ခရစ်တော်လောကမှာလမ်းလျှောက်တော့ကလူတွေနတ်ဆိုးတွေကဆွဲပြီးတော့ဒုက္ခတွေပေးပြီးတော့အနာတွေဖြစ်ပြီးတော့ယူပြီးတော့အားပြီးတော့နေကြတယ်ဒါတွေအားလုံးကိုသူကအားလုံးဖြည့်ရှင်းပေးတယ်အကုန်လုံးလက်စေတယ်ကျွန်တော်တို့နှစ်ကောအခန်းကြီးလေးအငယ်လေးကိုကြည့်မယ်ဆိုတော့လောကဖျားကကျွန်တော်တို့ရဲ့ဉာဏ်ကိုကွယ်စေပြီးတော့ကျွန်တော်တို့တွေကနှုတ်ကပတ်တော်နားမလဲအောင်တရင်ကောင်းကိုမချားနိုင်အောင်နားမလဲနိုင်အောင်သဘောမချနိုင်အောင်သူလှုပ်ပလိုက်တယ်ဒီကနေ့ထိကျွန်တော်တို့အတိုင်းဝမ်းထဲမှာတောင်မှတချို့လူတွေကကျွန်တော်တို့ကန်ဆိုးတယ်ဆိုလို့ရှိရင်ဒီကနေ့ဘုရားသခင်ကကျွန်တော်တို့ခေါ်နေတယ်လောကဘုရားကမျက်စိတွေကွယ်စေသလားမသိဘူးနှုတ်ကပတ်တော်အကြောင်းပြောရင်လည်းနားမလဲဘူးတရင်ကောင်းပြောရင်လည်းနားမလဲနိုင်ဘူးတိုင်ဖို့မထားနိုင်ဘူးအကျင့်ပါသွားတဲ့ဟာတွေချာပဲချာနေပြီးတော့ရိုးသွားတဲ့ဟာတွေကြောက်စရာကောင်းတယ်နော်နှစ်ကောလေးလေးရလောကဘုရားကအယံဆိုးမှုတယ်အဲ့ဒီလောကဘုရားဆိုတဲ့စာရန်ရဲ့တကိုးကနေဘုရားသခင်အရင်ဆုံးပါလုပ်တယ်လေဆိုတော့ကျွန်တော်တို့တွေကိုအထိုအသက်အန္တရာယ်ကနေကျွန်တော်တို့ကိုကယ်နှုတ်လိုက်တယ် rescue လုပ်လိုက်တယ်ဒီကနေ့အဲ့ဒါကိုစဉ်းစားရမှာကျွန်တော်တို့ကဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ခုနကကျွန်တော်နှစ်ကောပဲမဟုတ်ဘူးเนาะအဲ့ဖက်ကိုကျွန်တော်ဖတ်ပေးမယ်အဲ့ဖက်အခန်းကြီး1ကိုတစ်ချက်ဖတ်ပါအောင်ပုံမိုက်တကူအလုံးလုံးတဲ့ပုံစံကြောက်စရာကောင်းတယ်အဲ့ဖက်အခန်းကြီး2ထဲမှာပုံမိုက်တကူကကျွန်တော်တို့လူသားတွေရဲ့တက်တာထဲမှာဘယ်လိုလုပ်လဲဆိုတာကျွန်တော်အဲ့ဖက်အခန်းကြီး2အငယ်1ကနေ3ထိကဲတစ်ကနေနှစ်ပေါ့နော်သင်တို့ဒီအထက်ကလောကီတရားသို့လိုက်၍အာဃာသကောင်းကင်ဤတကိုးကိုအစိုးရသောမင်းတီးဟုသောညင်းဆန်သောသူတို့၌ပြုပြင်သောဝိညာဉ်ဤအလိုနှင့်အညီဒုစရိုက်အပြစ်တို့၌ကျင်လည်ကြ၍ထိုဒုစရိုက်အပြစ်၌တည်လျက်ရှိနေသောသင်တို့ကိုပင်ဘုရားသခင်သည်အသက်ရှင်စေတော်မူ၏ကျွန်တော်တို့တွေကဘုရားသခင်ကအသက်မရှင်စေခင်မှာယုံကြည်သူမဖြစ်ခင်မှာကျွန်တော်တို့တွေကဘယ်သူတွေလဲဆိုတော့ညင်းဆန်သောသူတွေဖြစ်တယ်။နာမခံသောသူတွေဒီနေ့အဖြစ်အဲ့ဒီငါနာမခံသောသူတွေရဲ့အသက်တာထဲမှာဘယ်သူကအလုံးလုံးတယ်လဲဆိုရင်တော့ညင်းဆန်သောသူတို့၌ပြုပြင်သောဝိညာဉ်ဤအလိုအဲ့ဒီဝိညာဉ်ကဘာလဲဆိုလို့ရှိရင်တော့လောကီကိုအုပ်ဆိုးတဲ့သူဖြစ်တယ်လောကီဖျားကဲဒီလောကရဲ့ဖျားဤလောကရဲ့ဖျားကဘာလို့လဲဆိုတော့အာဃာတကောင်းကင်ရဲ့တကိုးကိုအစိုးရတဲ့မင်းဖြစ်ပြီးတော့အဲ့ဒီမင်းကဝိညာဉ်နဲ့နေပြီးတော့ဒီကနေ့ဟုတ်ပြီနော်တိုက်ဆောင်ဝိညာဉ်လို့ပြောတော့မဟုတ်တော့အဲ့ဒီဝိညာဉ်နဲ့နေပြီးတော့ညင်းဆိုင်သောသူတို့၌ပြုပြင်သောအမှုကိုသူလုပ်တယ်ညင်းဆိုင်သောသူတို့နာမခံသောသူတို့ရဲ့အသက်တာထဲမှာသူအလုံးလုံးနေတယ်ကြောက်စရာကောင်းလားမကောင်းဘူးလားစဉ်းစားကြည့်အဲ့ဒါကြောင့်နာမခံတတ်တဲ့လူတွေရဲ့တက်တာထဲမှာလောကဖျားကအလုံးလုံးနေတာနော်သူတို့နာမခံတာလေအဲ့ဒီလောကဖျားဝိညာဉ်ရဲ့အလုံးတိုင်းပဲဖြစ်နေတာတကယ်ကြောက်စရာကောင်းတယ်ကျွန်တော်နှစ်ကောလေးထဲမှာဖတ်ပေးမယ်နှစ်ကောအခုနကျွန်တော်ပြောပြသားဆိုတော့ကျွန်တော်ပြန်ဖတ်ပေးမယ်နှစ်ကောလေးထို့သောမယုံကြည်သောသူတို့ကတဲ့ဘုရားသခင်ရဲ့ပုံသဏ္ဍာန်တော်ကြီးဟူသောခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသောဧဝံဂေလိတရား၏အယောင်သည်အလင်းကိုမပေးစေခြင်းဟာဤလောကကိုအစိုးရသောဘုရားစာရန်ကိုပြောတာဤလောကကိုအစိုးရသောဘုရားသည်သခင်မပါဘူးလေဘုရားသည်သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏ The God of this world has blinded them ဤလောကရဲ့ဖျားကဘယ်လိုလုပ်လဲမနာခံတဲ့လူမယုံကြည်တဲ့လူညင်းဆန်သောသူတို့ရဲ့တက်တာထဲမှာသူအလုံးလုံးတဲ့ပုံစံကညံမျက်စိကွယ်စေတယ်မမြင်နိုင်ဘူးမကြားနိုင်ဘူးမယုံနိုင်ဘူးသူဘယ်လိုလုံးလို့ဆိုတော့အခန်းကြီးအဖက်ခန်းကြီးနဲ့ရနာမခံဘဲနဲ့နေစေတယ်တ
တီးရင်တောင်မှနားလေရင်တောင်မှနားခံမှာမဟုတ်ဘူးဟာအဲ့လိုလုပ်တာသူအလုံးလုံးတဲ့ဆိုတဲ့စကားလုံးကလေ present participant နဲ့ရေးထားတာဒီပြုပြင်တယ်ဆိုတဲ့ဟာလေဒီမှာအခန်းချင်းနဲ့အငြင်းထဲမှာရှိတဲ့ညှင်းဆန်တော့သူတို့ရဲ့တက်တာထဲမှာပြုပြင်တယ်လို့ဆိုတဲ့စကားလုံးပြုပြင်ဆိုတာက present participle နဲ့ရေးထားတာ present participle ရဲ့အဓိပ္ပာယ်ကအခုလက်ရှိလက်လုံနေတာပြောတာမနာဘူးစာရန်ကမနာဘူးမလုပ်တာဆိုတော့မယုံကြည်လေမနာခံလေမယုံကြည်အောင်မနာခံအောင်သူ့ရဲ့အလိုနဲ့ညီပဲအသက်ရှင်အောင်သူလှုပ်လေအဲ့ဒီကနေဘဝနဲ့ကြွနိုင်လားမကြွနိုင်ဘူးဖျားသခင်ဘာလုပ်လဲအဲ့ဒီကနေကျွန်တော်တို့ကိုနှုတ်ပလိုက်အသက်အန္တရာယ်ပေးနေပြီလေဒီဟာကဝိညာဉ်ရေးနဲ့တင်တဲ့အတွက်ခန္ဓာမှာလည်းတကယ်တည်တော့မှာလေထာဝရဒုတိယတည်ခြင်းကိုတကယ်ရင်ဆိုင်ပြီးတော့ငရဲမှာတည်တော့မှာအသက်အန္တရာယ်ထာဝရအရေးအတွက်ဖျားသခင်ကအသက်အန္တရာယ်ရှိမှန်းသူသိတော့ဘာလို့လဲသူနှုတ်ပလိုက်တယ်ကျွန်တော်ဒီဟာကိုကျွန်တော်ခွန်အားယူရင်းနဲ့ကျွန်တော်မျိုးသမီးကိုကျွန်တော်ပြောတယ်ရှင်ဘောလို့ကြည့်ပါဦးတလားဒုက္ခရောက်တာမကောင်းတဲ့လူတွေအနေဆက်တယ်ကြောက်ခဲနဲ့ပြစ်တယ်ဟိုဟာလုပ်တယ်ဒါပေမဲ့အဲ့ဒီအမှုကနေအားလုံးသခင်ကကယ်နှုတ်တယ်လို့သူပြောတယ်ကျွန်တော်တို့လည်းဘုရားသခင်မှုတော်ကောင်းကောင်းဆောင်ရည်မကောင်းတဲ့လူတွေရဲ့လက်နဲ့တော့မသေးတော့ဘူးမစိုးရင်လည်းလို့သူ့ကိုကျွန်တော်ပြောတယ်ကျွန်တော်တို့တွေမကောင်းတဲ့လူတွေရဲ့လက်နဲ့တော့သိမှာမဟုတ်ဘာဖြစ်လို့ရှင်မာသက်20ကိုကျွန်တော်ဖတ်ကြည့်အဲ့မဲ့အခုကတော့မဖတ်နဲ့အခုတော့ချိန်မရှိဘူးသခင်ကဘာပြောလဲသူတည်တယ်မဲ့အကြောင်းပြောတဲ့ခါမှာလူသားဟာဘယ်သူရဲ့လက်ထက်ကိုအချင်းခံရမလဲလူဆိုးတွေမကောင်းသောသူတွေတပါးအမျိုးသားတွေရဲ့လက်ထက်ကိုမချခင်အနှံ့ချင်းခံရတော့မယ်ဝါသူကြတော့မကောင်းတဲ့လူတွေရဲ့လက်ချက်နဲ့သူတည်သွားမယ်ကျွန်တော်တို့ကြတော့မကောင်းသောအမှုအရာအလုံးကနေယူနှုတ်သွားမယ်ကျွန်တော်အဲ့ဒါစဉ်းစားပြီးတော့စိတ်ကိုမကောင်းသူကြတော့ကျွန်တော်တို့ကိုစားမကောင်းသောသူလက်ထက်ကိုအနှံ့ချင်းခံရပြီးတော့မကောင်းတဲ့လူတွေနဲ့ကြိုက်တယ်လို့လှုပ်ပြီးတော့လက်ဝါးကားတာမှာသူတို့သူ့အရှက်ကွက်ကြတယ်ကျွန်တော်တို့ကြတော့ထိုမကောင်းသောအမှုရာအားလုံးကနေလွတ်မြောက်ဖို့အသက်အန္တရာယ်ရှိနေတဲ့အတွက်ဘုရားသခင်ကိုယ်တိုင်ကကယ်နှုတ်လိုက်တယ်တော့ဒီကနေ့ကျွန်တော်တို့ဘုရားသခင်ကိုချစ်တဲ့သားသမီးတွေကဒီဟာကိုနားလည်ဖို့လိုတယ်ကျွန်တော်ကအသက်အန္တရာယ်ရှိနေတဲ့ဇုံထဲကနေဘုရားသခင်ကကျွန်တော်ကိုကယ်နှုတ်ပြီပဲသခင်ကတော့ကျွန်တော်ကိုစားပြောင်းပြန်သူခံသွားပြီပဲမကောင်းတဲ့လူတွေလက်ထက်ကိုသူအနှံ့ချင်းခံရပြီးတော့သူတည်သွားပြီပဲကျွန်တော်ကြတော့ရှင်ဘောလို့မကောင်းတဲ့လူတွေရဲ့လုပ်ရက်တွေနဲ့တည်မှာမဟုတ်ဘူးအသက်အန္တရာယ်တွေကနေသူကယ်နှုတ်နေမယ်အဲ့တော့သူပြောတာကိုလိုတဲ့အခန်းကြီး1အငယ်73ကပြောတာကမောင်မိုက်တကုံးမှလည်းငါတို့ကိုနှုတ်၍ဝါမောင်မိုက်တကုံးကကျွန်တော်တို့ကိုအုပ်စိုးမှာမဟုတ်တော့ဘူးကျွန်တော်တို့အနိုင်ယူမှာမဟုတ်တော့ဘူးလောကဘုရားကကျွန်တော်တို့မျက်စိတစ်ချိန်လုံးကိုယ်စင်မှာမဟုတ်ဘူးတစ်ချိန်လုံးချမ်းသာနားမလဲပဲနဲ့ကျွန်တော်နေမှာမဟုတ်ဘူးဟောရှင်ဆိုရင်လည်းနားလဲလာမယ်တဖြည်းဖြည်းနဲ့ပေတရုဆိုရင်လည်းနားလဲလာမယ်တဖြည်းဖြည်းနဲ့မဟုတ်ဘူးလားနားလဲတဲ့ပုံစံတော့မှနေထွက်တဲ့ကဲ့သို့နားလဲလာမယ်ဟိုတနေ့ကကျွန်တော်ဘယ်သွားလဲမသိဘူးနေတွေ့တာနေအနီရောင်နဲ့ထွက်လာတာကျွန်တော်ရုနိုပြောတဲ့ကြီးစက်နေအနီရောင်တွေ့လာဟောရှင်ထဲမှာကျွန်တော်ပြောတာအဲ့ဒီဟာထွက်လာခါဆုံးမှာတိတ်မရှင်းတဲ့အတွက်အနီမြင်နိုင်တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့နေခင်းရောက်လာရင်ရှင်းလာမယ်နှုတ်ကပတ်တော့အဲ့လိုပြောမှာဟောရှင်ခန်းကြီး6တော့မှတ်မိသေးလားမသိဘူးโอเคဒါဆိုတော့ကျွန်တော်တို့ကဘုရားသခင်ကကျွန်တော်တို့တွေကိုဘလို့ရွေးနှုတ်ချင်းပေးတယ်လဲဆိုအဲ့ဒီရွေးနှုတ်ချင်းက
I mean, at the end, Ganijano cannot do me. Sarah let hand cannot do me. Lock up here, Miss Sigurd, one cannot do me. At the end, go when I lose Ori, let her Ganijano cannot do me. Generoga do a dread. She had the simple. General did I tabu can hope you did I tabu can hope you did time, General Dokayama, Generoga. General say, I do a son Davi, cotton time. A cotilo. Cotilo, a beauty. Maroria, what not do there? What not do there? Pablo, what not to live the one to the John to build upon Sanga. Work or young ship on Arotisha said, CB, Flotai, Bel Piantole. Super Tedman. But Lava Timbe, but Lava Pio, no son of ballet. Nego Bukri, a time at one age, I line Piantore, Shumbo Piantore, Shumbo of Jan Lure. Nga sing, nga ni Yamana do Duani. Pianta King got Elum, kind of. General at the Andre, don't get no daughter. Just since Pianta King, a bit take on even Makebu. A bit a juice, yet here, even Makebu. Genogo, a de Andre Macondo, and Muya Malakerabe. That's no. Did it come out, yeah. One letter, one letter. Dujaro, Lusoria, Letema, Anhandore, General Jaro, Lusoria, Letan, Jokeno. One letter, one letter. Hey, Namane. Namane, check out. Gone. Do a babylon, sir. Chido Mudon, Daro, ye nang and tedo, Tundo Mui. Gabi, the diamond Matabu, Gabi, the 9 time, Generoga. Shall be all. General Siabio, Shumbut have been normal, so says she. I don't have the king, I Gabi, at the end of the Gandhi. Sarah Yella Tegane, Loga ye Paye, also Channel General can no be enough by my balo less. Chido Mudo, Daro e, Nang and Tedo, Donomu. Wow. Chido Mudo Daro ye, Nang and Tedo, Donite. Era Jean Presbyterian Toto Miamiaga. Need to talk also change the Mishido. Aku's honey be, Nejong Chiranes Havi, Ludrubjora di Hacho. The kingdom of Christ, the rule of Christ has begun in you. 1,000-year reign of Christ Mishido Ulo Drua. Presbyterian to Miaga Bioja, General Presbyterian Sim Holy, General independent. General Jaro Druye, Tone Dancing Land, a young Swellan Bureau, Manibene, Hobila. Jansago, Gide Kama. Tony and to see the General Tine, Diagaro, winning Yam Absent, the General Mine. Chidomudo, Taro, Yan and Tego, Digine General, Longo. General, at that winning of Piatakin, Baloles. Don't highlight. General at the wing, Andre Sidney, Mam Shido, Messido. Ariane Piatikin can hold on. Bematales to imatama chit to die nine do tego, don't like. You Nangan of Hono, to da. You dam home to chidata. To say chadata. Okay? To Jinadeta, to Sidoko, to Chideta, in whom I'm well pleased. To do not, ma Jinade, to Pioreta. To do not, ma Sido, to teaching Kanyare, to Pioreta. Do ye, since I chance city, Kansachi, do Lochinade, long chin, not nine there. Da, yet, Nangan no tema, General Balo Lesero. Don't tell it, so there's a lonely account there. Okay? Don't tell it, so there's a longa, Sigalon the cool pound there. Metistemi, look at it. Nea, nap young street. Nea street. Stemi sora, Matayada. Damamu nea jura. Metistemi sora, Edinia, Gapianara. Pianta Kinga, Genoro. Muy grega ne yetilare
ရက်တီချက်ထဲမှာမနေခံဘူးအဲ့ဒီမှာတော့အသက်အန္တရာယ်ရှိတယ်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကိုရွှေ့သွားပြီဘုရားသခင်က he move us သူချစ်တဲ့တာရနိုင်ငံတော်ကျွန်တော်တို့ကိုနေရာရွှေ့ပလိုက်နေရာရွှေ့တယ်ဆိုတာဘယ်လောက်ထိကျွန်တော်တို့ပြုပြင်ဖို့လို့လဲသိလားတော့ကြည်ဝင်းတို့အင်းရွှေ့တော့ဘယ်လိုနေလဲတော်တော်လေးပြန်ပြီးတော့အနေသားချလာအောင်လောက်ကန်ရတာမဟုတ်လားကိုမပြောဘူးတဲ့အဲ့ဒီနဲ့စကားပြောရတယ်အင်းချင်းနဲ့စကားပြောရတယ်ခွက်ပလာတွေလည်းတစ်မျိုးထားရတယ်ဟိုတုန်းကလို့ထားလို့မရတော့ပုံစံတွေအကုန်လုံးမပြောင်းရဘူးလားဖျားတဲ့ကျွန်တော်တို့နေရာရွှေ့သွားနကိုနေခဲ့တဲ့ပုံစံနဲ့ငါနေရှင်တဲ့ပုံစံနဲ့ငါအလိုနဲ့ငါစန္ဒနဲ့ငါဇာတိပဂရိအသွေးသားအတိုင်းပဲငါနေမယ်လို့မရဘူး sorry ကြီးမားတဲ့ adjustment ပြန်လည်ပြီးတော့ညှိနှိုင်းမှုလုပ်ရမယ်။တားတော်ရဲ့နိုင်ငံတော်ရဲ့စီမင်းဥပဒေတွေနဲ့အညီအသက်ရှင်ဖို့ကျွန်တော်တို့သင်ယူရမယ်။ဒီမှာလည်းကျွန်တော်တို့ Sunday School မှာဟေပြခန်းကြီးစနစ်သင်ရင်နဲ့ဟေပြခန်းကြီးစနစ်မှာကျမ်းစာပြောတာကိုခင်ဗျားတို့ပြည်နေတဲ့ချိန်မှာတဲ့နော်ဝင်ထုတ်တွေကိုလည်းဖယ်ရှားပါတဲ့ကိုယ်ဒုက္ခပေးတဲ့အပြစ်ကိုလည်းဖယ်ရှားပါအဲ့ဒါကျွန်တော်တို့ပြောရင်းနဲ့ကျွန်တော် Sunday School ကကျွန်တော်တို့တယောက်ကပါပြောလဲဆိုတော့ကဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဝင်ထုတ်ပါတယ်လေโอเคကိုဝင်ထုတ်ပါတယ်အပြစ်မဟုတ်တဲ့ဟာကိုဒုက္ခပေးတာပါလေလို့ပြောတော့သူပြောတာကတော့ဖျားကြောင်းလာတဲ့ခါမှာကိုရစားတာလို့ပြောတယ်ဟုတ်တယ်လေကိုရစားတာတော့အပြစ်တော့မရှိဘူးလေဒါမဲ့ဒီဟာချစ်ဆွဲလာပြီးတော့ဖျားကြောင်းထိစားတဲ့ခါကျတော့သူတပတ်မလဲဘူးလားအဲ့နဲ့သူပြောတာကတော့ဒီဟာကဝင်ထုတ်ပဲဒီဟာကြောင့်ယုံကြည်ခြင်းခရီးလမ်းထဲမှာမြန်သွားလို့မရဘူးပြေးလို့မရဘူးဒုက္ခပေးတယ်နောက်ဘက်ကနေတော့မစားတော့ဘူးတဲ့အဲ့ဒီသူပြောတာကျွန်တော်နောက်ဘက်တော့ကြည့်ကြတာပေါ့ကျွန်တော်ဆူတောင်းပေးမယ်လေမဟုတ်ဘူးလားကျွန်တော်မှဝင်ထုတ်တွေအများကြီးရှိတယ်တချို့လူတွေကအပြစ်တော့မဟုတ်ဘူးမိသားစုကိုအရန်ချစ်တာတော့မှားလားမမှားဘူးအပြစ်လားအပြစ်မဟုတ်ဘူးဒါပေမဲ့မိသားစုကိုချစ်လွန်းတော့ဘုရားကြောင့်မလာနိုင်ဘူးတချို့မိမကိုချစ်လွန်းတော့မိမခံတယ်များလို့ဘုရားကြောင့်မလာနိုင်ဘူးတချို့တာသမီးချစ်လွန်းတော့တာသမီးနဲ့လေကောင်းကြရင်လေခဲမစကမ်းပြောနိုင်ဘူးဆိုလို့ရှိရင်ဘယ်မှာလဲအမေချစ်တာတော့ပြစ်မဟုတ်ဘူးလေကိုတာသမီးကိုချစ်တာဒါမျိုးတွေဟာကြီးကဝင်ထုတ်ဖြစ်လာတယ်โอเคကျွန်တော်တို့ခရိယန်တွေကအပြစ်ကိုတော့ရှောင်တတ်တယ်သိတယ်နားလဲတယ်ခွက်လက်ခွက်တတ်တယ်ခါပါလဲလောက်တတ်တယ်ဟန်နဲ့ဆောင်တတ်တယ်ဒါပေမဲ့ဝင်ထုတ်ကြတော့ကျွန်တော်သိမသိဘူးဝင်ထုတ်ကြတော့လူမျိုးကိုဆွဲလိုက်တာโอเคနေရာဒေသတွေကိုဆွဲလိုက်အားကြီးတာကိုယ်မိသားစုကိုဥစားပေးတာပေးလုံးအားကြီးတာမဟုတ်လားမိသားစုကိုတော့တောင်းဝင်ရမှာပေါ့ဒါပေမဲ့မိသားစုပဲတောင်းဝင်ပြီးတော့မိသားစုစင်ပြီးမှပဲလို့ပြောတယ်အဲ့ဒါဝင်ထုတ်ပြသွားပြီဒီလူဟာယုံကြည်ခြင်းခရီးလမ်းစဉ်အပြည့်ပြန်ပွဲမှာတော့နှေးမယ်ဟောဆောကကလေးတွေကအဲ့လိုမနှေးအောင်ဝင်ထုတ်ရရှင်းမယ်ကိုလုံးနေကြအပြည့်တွေကိုရှင်းပြီးတော့ကျွန်တော်တို့အပြေးလိုင်းထဲမှာမြန်အားမလျှော့ပဲနဲ့ပြီးမယ်ဘာဖြစ်လို့ပြီးဖို့လိုတယ်ဒါပြန်ပွဲအကျိုးကျေးဇူးတွေရှိတယ်ပြန်ပွဲကျွန်တော်ပြောတယ်နင်တို့ကငါတို့ကိုနိုင်လို့ရတယ်နင်တို့ဆရာတွေကပုံမှန်လောက်ပဲလုပ်တယ်ပြင်းတယ်နင်တို့တွေကပြေးကြအဲ့ဒီလမ်းမပေါ်မှာနင်တို့ဒီတနေ့နေ့ကျွန်တော်တို့ကိုကြော်သွားလိမ့်မယ် you will overtake us ကျန်စာဖတ်တဖြည်းဖြည်းနဲ့ဖတ်နားမလဲအကုန်လုံးမင်း slowly keep doing တနေ့ကျရင်နင်တို့ရဲ့ဆရာသမားတွေအားလုံးကိုနင်တို့ကြော်သွား this is the race ပြန်ပွဲပဲဒီဟာကrace of faith ယုံကြည်ခြင်းပြန်ပွဲသူတို့ထက်ကတယောက်နှစ်ယောက်တော့သူတို့မျက်စိနဲ့ကျွန်တော်သိတယ်သူတို့စကားတော့မပြောသူတို့မျက်စိနဲ့ချမယ်ဆိုတဲ့စိတ်ရှိကျန်းစာကြောင့်မတက်ရင်လဲတင်းအုပ်ဆရာမလုပ်ရင်လဲကျန်းစာကိုတဖြည်းဖြည်းနဲ့အကုန်တီးဖို့ကြိုးစားခြင်းတဲ့ကလေးတွေရှိတယ်အဲ့လိုဖြစ်ရမှာဒီ30ခရီးယန်ဖြစ်ပြီးတော့လည်းကြော်သွားမှာသူတို့
နှစ်ပေါင်း40ဆေခံပြီးတော့လဲကြော်သွားမှာသူတို့တနေ့ကျရင်ဖြစ်နိုင်လား yes ဘာလို့ဆိုတော့ပြေးကြပါလို့ပြောတာလေသူတို့ကပြေးမှာကျွန်တော်တို့ကမပြေးဘူးကျွန်တော်တို့ကအိတ်နေတယ်ကျွန်တော်တို့ကဖြည်းဖြည်းရန်ကုန်မှာဖြည်းဖြည်းပေါ်နေသွားနေသူတို့ကပြေးနေမှာကဲပြေးပါလို့ပြောတာဒီကနေ့ကျွန်တော်တို့တွေအားလုံးထိုသခင်ရဲ့နိုင်ငံတော်ထဲမှာရှိတဲ့ခါမှာထိုသခင်ရဲ့လမ်းစဉ်တွေလိုက်ပြီးတော့ကျွန်တော်တို့အသက်ရှင်ကြရအောင်ထိုသခင်ဟာတနေ့ကျရင်သူကြွလာမယ်ကျွန်တော်တို့အားလုံးလာသိသိဖို့သူ့နိုင်ငံတော်ထဲမှာကျွန်တော်တို့ရှိနေတော်လဲပဲဒီကနေ့သူရဲ့အုပ်ဆိုးခြင်းထဲမှာရှိနေတော်လဲပဲဒီနေ့ရှင်မာသက်25အရာသူပြန်ကြွလာအောင်မယ်လာသိသိအောင်မယ်အချိန်ရှိတယ်တတိကြီးဆိုတာဆောင်းဆန့်နေခြင်းလည်းပဲကျွန်တော်တို့ရဲ့တောင်းဝတ်တရားတစ်ခုထဲမှာပါတယ်ကျွန်တော်တို့စီးမိနေအများကြီးထဲမှာတန်ရှင်းရမယ်ဖြူစင်ရမယ်ဆဆတဲ့ဖြစ်တာတွေမလင်ရဘူးမညာရဘူးတယောက်လူတယောက်ကလည်းပြောတယ်ကျွန်တော်မဆဲတော့ဘူးတဲ့နော်သူကဆဲနေကြဖြစ်တယ်တဲ့နောက်ဆိုတော့မဆဲရတော့ဘူးဒါမျိုးတွေကျွန်တော်တို့ဖင်မယ်ဒါတွေကသခင်ရဲ့လမ်းစဉ်တွေဖြစ်တဲ့အတွက်လိုက်မယ်ဒါပေမဲ့သခင်ရဲ့လမ်းစဉ်တွေအများကြီးထဲမှာတစ်ခုကသူကျွန်တော်တို့ကိုအချိန်မရွေးလာသိသိနိုင်တဲ့အတွက်ကျွန်တော်ကျမတတိကြီးဆိုတာစောင့်နေရမယ်awaiting his returning သူပြန်ကြွလာမယ့်အမှုကိုစောင့်နေတာလည်းပဲသူရဲ့နိုင်ငံတော်ထဲမှာရှိနေတဲ့စီးမြင်တစ်ခုဖြစ်တယ်ဘယ်လိုစောင့်ကြမလဲကျွန်တော်တို့ရှင်မာသက်25ထဲမှာပြောတဲ့အမျိုးသမီး10ယောက်သူတို့တွေကသူတို့ရဲ့မိခွက်တွေနဲ့စီတွေနဲ့ဖြည့်ပြီးတော့စောင့်ဖို့9ယောက်ကတော့ဖြည့်တယ်9ယောက်ကမဖြည့်9ယောက်ကအစင်တင့်ဖြစ်ပြီးတော့ဆောင်းတယ်အဲ့ဒီ9ယောက်ထဲမှာကျွန်တော်တို့တွေပါဖို့အရင်ရည်ချီတယ်ဒီကနေ့ဒီမှာရောက်ရှိလာတဲ့ဓမ္မမိတ်ဆွေတွေသားသမီးတွေအားလုံးကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့အသက်အန္တရာယ်ဖြစ်နိုင်တဲ့အမှုကနေကယ်ထုတ်ပါပြီစာရန်ရဲ့လက်ထက်နဲ့ကယ်ထုတ်တယ်လောကရဲ့ဘုရားငါတို့ကိုမျက်စိကွယ်စေတဲ့မှုအလည်းနဲ့ကယ်ထုတ်တယ်ကျွန်တော်တို့မျက်စိတွေကမြင်ဖို့ဖြစ်သွားတယ်နားရကြားဖို့ဖြစ်သွားပြီနှလုံးသားကခံစားဖို့ဖြစ်ပြီကျွန်တော်တို့အဲ့နေရာမှာပဲမထားဘူးနေရာရွှေ့သွားပြီကျွန်တော်တို့ကတားတော်ရဲ့နိုင်ငံတော်ထက်ကိုတွန်းလိုက်တယ်သူအရာတွန်းလိုက်တယ်အထဲဝင်နဲ့ထည့်တွန်းလိုက်တယ်တားတော်ရဲ့နိုင်ငံတော်ရဲ့စီမီဥပဒေတွေနဲ့သူ့ရဲ့လမ်းစဉ်နဲ့ကျွန်တော်အသက်ရှင်ဖို့တရားနဲ့တရားမဆဲကြဖို့တရားနဲ့တရားမမုန်းကြဖို့တရားနဲ့တရားမေတ္တာတွေထားပြီးတော့မိသားစုလိုနေကြဖို့ကျွန်တော်အသင်းတော်နာမည်ကြီးတဲ့ဘိုင်း3နေရာရှိတယ်နှုတ်ကပတ်တော်ကိုဦးစားပေးတယ်ဆိုတာဟာအချင်းချင်းညီကိုမောင်နှမလိုနေကြတယ်ဆိုတာဟာလူမျိုးခွဲခြားခြင်းမရှိဘူးဆိုတာဟာအဲ့ဒါတွေကိုလည်းထိမ့်သိမ်းရင်းနဲ့ဘုရားသခင်ရဲ့လမ်းစဉ်ကိုကျွန်တော်လိုက်ကြဖို့ဖြစ်တယ်အဲ့ဒီလမ်းစဉ်ထဲမှာတစ်ခုကသူပြန်ကြွလာမယ့်မှုကိုအစင်တဲ့စောင့်နေပြီးတော့ပြင်ရမယ့်ယုံကြည်ခြင်းလမ်းထဲမှာကျွန်တော်တို့အားမလျော့ပဲနဲ့ပြေးချဖို့လမ်းလျှောက်ဖို့မဟုတ်ဘူးပြေးဖို့တချို့ကလမ်းမလျှောက်ဘူးကယ်တင်ရှင်ရပြီမလာနိုင်ဘူးကယ်တင်ရှင်ရပြီမတက်နိုင်ဘူးခဲမလာမတက်အများကြီးပဲဘာဖြစ်လဲ slowly ရန်ကုန်မှာဖြည်းဖြည်းကိုသူတို့တွေကဒီနေ့ကျရင်ဘာဖြစ်မလဲ you will be left behind နောက်ကျန်ခင်ငရဲတော့ကြားမှာမဟုတ်ပါဘူးမကြားတော့ဘူးမသိဘူးကျွန်တော်ဒါပေမဲ့ယုံကြည်ခြင်းရဲ့ခီးစဉ်ထဲမှာတော့နောက်ကျသွားတယ်တချို့တွေကပြေးနေမှာကျွန်တော်တို့ကြော်သွားမှာဒီကနေ့ဘုရားသခင်ကထိုကဲ့သို့ကျွန်တော်တို့ကလို့ရှိတယ်ကျွန်တော်တို့ကိုအန်တန်ဒရန်နဲ့ကဲနှုတ်ပြီးပြီသူရဲ့သားတော်ရဲ့နိုင်ငံတော်ထုကိုတွင်းပြီးပြီသားတော်ရဲ့နိုင်ငံတော် policy နဲ့ကျွန်တော်တက်ရှင်ကြရအောင်ဘုရားသခင်ကောင်းချီးပေးပါစေ